တတိမိသွားခဲ့တယ်ကွင်းစေကတော့လက်ထဲမှာဓာတ်တစ်ချောင်းကိုကင်ပြီးပျော်ခွဲရွှင်ပွဲထဲကိုယူးသွက်သလိုမျိုးပြေးဝင်လာပါတယ်ကီဂျုံသူ့ကိုမြင်လိုက်တဲ့အချိန်မှာတော့အချိန်မမီတော့ပါဘူးကွင်းစေကကီဂျုံရဲ့ရင်ဝေးကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါပြီသမီးဖြစ်သူကိုထိခိုက်သွားတဲ့အတွက်အမေဖြစ်သူချောင်ဆွတ်တယောက်ကြားတကောင်လို့ဒေါတာပေါက်ကွဲသွားတယ်ချောင်ဆွတ်ကဂွန်းဆယ်ကိုအလို့မပေးပါဘူးသူမရဲ့လက်ချက်နဲ့ပဲဂွန်းဆယ်အသက်ပြောက်သွားပါတယ်ပွဲတစ်ခုလုံးငရဲခန့်တစ်ခုလိုဖြစ်သွားပါတယ်တသိမ်းမိသားစုလည်းထိတ်လန့်တုန်လှုပ်နေကြတယ်မစ္စတာပတ်ကတော့သူ့ရဲ့ကားဆွာဂီတက်ကိုကားတော့ပစ်ပေးဖို့အော်ဟစ်နေပါတယ်တသိမ်းရဲ့အဲ့ဒီလိုအမူအရာကဂီတက်ရဲ့ရင်ထဲမှာအမုန်းတရားတွေကိုအထွက်ထိပ်ကြောက်သွားစေတယ်လူအသက်ထက်အနမ်းသက်ကိုပိုဆိုးရိမ်နေတဲ့မစ္စတာပတ်ရဲ့လုပ်ရက်ကိုကြည့်ပြီးဂီတက်ရဲ့လက်ထဲမှာဓာတ်တစ်ချောင်းရောက်သွားပါပြီသူမလှုပ်တင်တာကိုလှုပ်လိုက်ပါပြီရာဇဝတ်မှုတစ်ခုအပြီးသက်သွားပါပြီသူတို့တွေအခုဘဲကိုထွက်ပြေးကြမလဲရဲတွေရောက်လာပါပြီဂီတက်ပဲရောက်သွားလဲဒီဦးရဲ့အနာဂတ်ကဘာဖြစ်လာမလဲနောက်ဆုံးအပိုင်းမှာသိရပါလိမ့်မယ်အပိုင်းတစ်တွေတင်ပေးသွားမှာမို့ channel ကို follow and subscribe လုပ်ထားခဲ့ဖို့မမေ့နဲ့နော်ဒါနဲ့ဒီလို movie recap ပုံစံဗီဒီယိုတွေကိုယ်တိုင်ဖန်တီးပြီး YouTube နဲ့ TikTok မှာငွေရှာခြင်းသူများအတွက် Telegram မှာအခုလိုနာမည်လေးရိုက်ထည့်ပြီးဒီလိုကိုယ်ပိုင်ဗီဒီယိုတွေဖန်တီးနေတင်တန်းလာအနိုင်ပါတယ်နော်သူများဗီဒီယိုတွေယူတင်တာမဟုတ်လို့ copyright ထိမိရမှုကြောက်ရပဲရေးရှိရက်တည်နိုင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်အပိုင်းတစ်တွေမှာပြန်တွေ့ကြမယ်နော်